May Wi-Fi password go ngaro you that piopi like ngaro me bamalo me queen lu chanda queen pay out. Tell you me yara bo. Nimda. Those rats tell me. Har tabush crack oikinim bomla. Mohino zuku. Lo hakwe. Wi-Fi password le malu chimbu ngaba le malu chimbu. Tikao ya zidi na long da yao pioke vilai. Da bhai ro lo Elon Musk ye rocket down Elon ma pyaung dikong lou lai dai ya chiung kwa takha team bo yauk twa da be hu apo yauk ni bi beai ma ba ma shi do auk ma team ni be shi do de da me ne apo tat lai do beai ma yi tukun paw la magic ke bya blu yauk la le ro ma ti u di thi do yauk la bya ma tu ye process လေးတွေကို set ပြီးတော့လှုပ်လက်ထဲမှာဒါဘယ်ရောက်လာလဲ explain us အပေါ်လေရောက်တော့စောက်ရင်ပျော်ပြီးလေပြုံးနေတာဘာလို့လဲတီးလားဖက်နဲ့တရံရလို့ခုနလာတော့ချီပလိုက်မဟုတ်ဘူးမနောက်ဘူးတကယ်ပြောနေတာခုနတက်တုံးကလည်း तू ချီပလိုက်နဲ့တက်လာတာဟုတ်တယ်ဒီရောက်မှဖက်နဲ့တီးရတာအမသူတို့ရဲ့မျက်နှာဖုံးလေးတွေကိုစားပြီးတော့မှကြောညာတော်သေးတာပေါ့ကောင်းမလေးဟာဖြစ်သွားလို့အဲ့ထဲကဘေးတယောက်ရဲ့ဥစ္စာဖြစ်မဲ့ဆိုရင်ရောဘယ်လိုဖြစ်မလဲစဉ်းစားကြည့်လိုက်ဟဲညီကိုရဲ့ကျွန်တော်ရဲ့ mass ရေးထဲမှာပြုတ်ကျသွားတာဘေးစီရောက်သွားတာလားဘေးယူလာပြီးတာပေါ့ကျေးဇူးပဲနော်ဒီချိုင်မျက်နှာဖုံးလေးတွေကိုလည်းကျွန်တော်တို့တိချာလေးကြည့်လိုက်မယ်ဆိုရင်သူတို့လေးတွေအကုန်လုံးကတစ်စိုက်ထဲပဲဟုတ်တယ်ဘာမှမကွာဘူးမမကလက်ကူရေးထဲမှာစိုက်လိုက်တာထိတ်လေးပဲဟုတ်တယ်ဒါပေမဲ့အောက်ကနေရေးအောက်ထဲကနေပြတော့လက်ကအရှိဝင်လာတယ်ပွားနေကြည့်တော့လဲပြန်နေပဲထည့်ထားတာဟုတ်တယ်အဲ့မှာဘေးရတက်တူစားပြီးတော့ထိုးပြီးအဲ့အောင်မှာဘာဟုပလီရဲ့အမျိုးကဘလို့လဲမသိဘူးရသူတို့ရေးထဲမှာအောက်ဆီဂျင်လည်းမလို့အသက်ရှူနိုင်နေရအကြာကြီးပဲပြီးကြမမကမတိချဘူးဘေးရမှာဆက်တိုက်ထိုးရတယ်ပြီးကြကျွန်တော်တို့ဒီထဲမှာသူသုံးရတာအတချောင်းပဲဟုတ်တယ်ဒါပေမဲ့ထိုးလဲထိုးပြီးတော့အယောင်က2ယောင်လောက်ထွက်လာ magic ကဲဗျာဒါလေးလေးဖြစ်နိုင်တဲ့လက်ခံပြီးလိုက်ပါမယ်ဒီဘက်တုံးကကင်ထားတဲ့ခေါင်းဝါဆိုရင်ဟိုဘက်ထောင်းကနေလဲပြတော့သူရဲ့လက်ကဂျိုးပေါ်မှာရောက်သွားပြီလေလားဘွားတော်ကအမနန်းတော်ကသူတွေတက်ရှင်မလို့ဆိုပြီးတော့သူအမိုက်တွေကိုလက်နဲ့လိုက်ကောက်မဟုတ်ဘူးလေကျွန်တော်ပြောချင်တာနန်းတော်မှာထင်းနေရဘာလို့လာချထားလို့သူကစုနေရတယ်လေမိမအပင်ရှိတယ်ပဲထားလိုက်ပါတော့အပင်ကနေအဲ့လိုကြားလို့လားလို့ကဲကြည့်လိုက်တော့ထင်းပုံကြီးကအကြီးတောင်ဖြစ်နေပြီI mean, what is this? Does this even make a sense? Yes! No! 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 အဲ့တော့သူ့ကိုထိုးသွားတဲ့ကောင်ပြန်ပြီးတော့ထိုးဖို့1600ဆင်းနေတယ်ကျွန်တော်တို့ဒီမှာတခြားလေးကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့အပေါ်မှာဘာအကိုင်းမှမရှိဘူးသူကဒီတိုင်း blind ကျွန်တော်တို့ဒီကနေမြင်နေရတယ်ဒါပေမဲ့ကင်မရာကိုသူ့ရဲ့အောက်ကနေလဲပြတော့ဘာဟုပလီကသူ့ရဲ့အပေါ်မှာ already ရောက်နေပြီ magic နောက်ကျောကနေခွက်လေးကိုထုတ်လိုက်တယ်ကြည့်ပါဦးအဲ့ဒီခွက်ကကျိုးနေလဲမချီထားဘူးဘလို့များထိန်းထားတာလဲစပြီးတော့ထိုးတော့တာပဲအမှထိုးတော့ကတော့လက်မဘာမကင်ထားဘူးဘက်ထောင်းကနေလဲပြတော့လက်ထဲမှာဆိုရင်စီးလေးထွက်လာပြီ double magic အလူကြီးလာထိုးမှတော့အမှမိပြီပေါ့သွားပါပြီတာရီမင်းကတော့သွားပြီလို့ကောင်းမှလည်းလက်ကြည့်လိုက်တော့ဝါကြီးကမရှိတော့ကြောက်သွားပြီစပ်ပြမောင်ကဲဗျာဒီအခန်းလေးကိုကြတော့ဘယ်လိုပြောချင်လဲသူရဲ့မျက်နှာဖုံးကြီးကပါလာတယ်တဲ့သူယူတာတော့ဘယ်မှကျွန်တော်မမြင်ဘူးဗျာအဲ့မစောဆောက်ရင်လူလေးကြားတယ်ဆိုရင်သူကထောင်ချောက်လုပ်ပြီးတော့မှအထဲကိုစိုက်သွားပြီအဲ့တော့သူကထွက်လာပြီးတော့မှ sauce ကိုသွားလဲသွားတော့စောဆိုရင်နောက်ကနေပေါ်လာပြီဘလူးတောင်လှုပ်လိုက်တယ်လေဒါကတော့ magic ထဲများသွားပြီဗျာဆိုအမှဓာတ်နဲ့ထောက်တော့သွေးတွေလည်းစီးကျလာတယ်ဒါပေမဲ့တခြားတောင်းကနေလည်းပြတော့သွေးရဆိုရင်ဖျောက်သွားပြန်ပြီ magic outfit designer ပြောမလားပကြီးဆွဲတဲ့နေရာလားလာပြင်းတဲ့နေရာလားနောက်ဆုံးအားရှိတဲ့နေရာလားတခြားများစွာသောအားတွေလည်းပါသေးတယ်သူရဲ့လုံးဝ quality လေးတွေကိုတစ်ချက်လောက်ရှုလိုက် Johnny Sins ထက်တာဝါပြီတော်လိုက်တာဒီဘဲကိုကိုင်းပေါက်ပြီးတော့မှပြချလိုက်တော့ဟိုအဝေးမှသွားပြီးတော့မှကြားတယ်ဒါပေမဲ့ဟိုဘက်ထောင်းကနေလဲပြတော့မမရဲ့အနာကိုရောက်သွားပြီးမမရဲ့နားနေချင်တဲ့ဟာလေးပေါ့အောင်ဒါဘာလို့တာလဲဟောဒီညခင်ဗျားတို့တတိထိုင်းမှမသိပြန်ပြပေးမယ်ဓာကြီးကိုင်းပြီးတော့ဒီအရှိကနေဖြတ်သွားတဲ့ကောင်ကသွားခဲ့ပြီးပြန်ပေါ်မလာတော့ဘူးလာလည်းမခုတ်ဘူးဘယ်ရောက်သွားပြီလဲညီကိုရေဒီညီကို3ယောက်ကဘာဝလီကိုသွားခုတ်တာမြင်းကိုပဲသွားပြီးတော့တိုက်တယ်တဲ့ဘာလဲညီကိုတို့မြင်းကိုနှစ်ချမ်းခွဲပြီးတော့ဘာဝလီသွားခုတ်မလို့ဟိုဘက်ကနေလှည့်ပြီးတော့သွားလို့လည်းရပါတယ်
ရုပ်တူအိတ်တုံးကသူ့ရဲ့ခြေတော်မှာအဝတ်စားအနီရောင်ကြီးရှိတယ်သူ့မတင်လိုက်တော့လဲရှိတယ်ဒါပေမဲ့ပြန်လဲကြတော့ပျောက်သွားပြီမန်ကြီးလူတွေဒီလောက်အများကြီးဆွဲတော့မထိန်နိုင်လို့ကြာသွားတဲ့ရုပ်တူကြီးရဆိုရင်ဟိုဘဲကတယောက်ထဲလာထိန်လဲမှလုံးဝထိန်သွားတယ်ရဲလားဒီလူတွေပဲဖွတ်ကြရလားဟိုဘဲရဘာများတောက်ထားလို့လဲဒီလိုကြီးရက်သွားတဲ့ရုပ်တူကိုထိန်ထားတဲ့ကျိုးရကြတော့လုံးဝ straight ဆန့်နေရမှာဟုတ်တယ်ချီပေါင်းလိန်နေတာကွာကဲရထိန်တော့ကတော့ကျိုး loose ဖြစ်သွားတယ်ပဲထားလိုက်ပါတော့ဆွဲတဲ့ချိန်ကြတော့နည်းနည်းတင်းနေရမှာလေဒါပါကြီးတော့ဘာဟုပလီကအမကြီးကိုလာခေါ်တော့အမခေါ်ပြီးတော့မတင်သွားတယ်ဟာဘာလို့တာဟာလူလေးဟာစာအိမ်မနေလားမသိဘူးညင်လဲနဲ့အဲ့ဒီမီးပုံရုပ်သွားတိုက်တော့လဲရဲ့ဘိန်းတွေလောက်ပဲမီးလောင်တယ်တော်လိုက်တာမဲဆောင်းရတော်ချင်းရောအမဒုတ်ကြီးနဲ့ဘာဟုပလီရဲ့စောက်ခဲ့တော့သွားပါပြီအောင်စောက်ခွက်ထီရမှာလေထွင်းနဲ့ဟိုကောင်စိတ်မရှိဘူးနောက်ကိုင်းလာပြီးတော့ဒါနဲ့အောင်သွားပါပြီဘာဝေးရခန့်ဟာဘာမှမဖြစ်ဘူးတဲ့လားတလောက်ဘွာတော့တောင်မှသူ့အဝေးရနေမြင်လို့သူ့သားကိုနမဲခေါ်လိုက်တယ်ဒီကတုံးကတကယ်ပဲမမြင်လာဗျာဒီကတုံးအကြရုံတော့ကောင်းတယ်နေတော့ကရုပ်ကအကောင်ကြီးမိုးလေးရွာတော့ရှွတ်နေပေးနေဘယ်ကလာလဲကဒီဓာရဲ့အနေထားလေးကိုကျွန်တော်ပြောတော့ခမရတို့ပဲတစ်ချက်လောက်ရှူလိုက်သူ့ရဲ့လက်မှာဘလို့အနေထားမျိုးမကြားမလဲဆိုတဲ့ဟာကိုရှိမရန်သူတွေပြေးလာနေတဲ့ confidence ကိုတစ်ချက်ရှုသဆော်တော့ဓာကြီးကဘယ်ထွက်တာလဲခုနရက်တုန်းကဘာမှမကင်လို့ဓာပဲကင်ထားတာပြဿနာကြီးဘာဝလီဝမ်ကလေးကစတာကိုအမဘာဝလီကမြင်းစီးပြီးတော့အမှန်ကန်လာနေတယ်နောက်ကဒုံနှချောင်းထိုးထားပြီးတော့မှဒုတ်ကူလည်းဆွဲထုတ်ပလိုက်တယ်ဟာကြည့်ပါဦးဒုတ်ကူဘာနဲ့ကတ်ထားတာလဲဘေးနားလေးမှာဓာလည်းပေါက်လာပြီဘာဝလီရဲ့နောက်ကျောမှာကတန်လိုက်ပြောမှလားအကုံလိုက်ပြောမှလားရှိတယ်သူကတန်လည်းကတ်တယ်အဲ့ဒီဒုတ်တွေလည်းကတ်တယ်အဲ့မှာဘွားတော့ဟာသူကအမြင်အာရုံကောင်းတယ်ဟိုးအဝေးကနေ9မိုင်လောက်ဝေးတဲ့နေရာမှာခြိုင်းတော့သူတို့အကုန်လုံးမြင်တယ်ဘာဟုပလီကတရားဟောနေတုန်းရှိတယ်ဟိုကောင်ကရော့ဟောချင်းဆိုရင်တော့ထုပြလိုက်တယ်ဟာနေပါအောင်ဒီများကင်တာဘာဟုပလီအဖွဲပဲဟုတ်တယ်မလားဟာဒီကောင်ကြီးဘာဟုပလီတော့မရှောင်းပဲလက်ဦးနှလုံးကိုချီပြီးတော့လူတွေကိုတိုက်တာလူရဲ့လေးပေါ်လွင့်ဟာမိုက်လိုက်တယ်ဒီနီးကိုကျွန်တော်လည်းဆန်းအောင်မှာဘာဟုပလီမြင်စီပြီးတော့တွားတော့ကတော့လမ်းရှင်းနေတယ်ဟိုနားလေးရောက်တော့လက်ဦးတစ်လုံးပေါ်လာပြီအဲ့ဒါကိုကျိုးနေစီလိုက်နေပါအောင်ကျိုးကဘယ်ရောက်လာလဲအဲ့ဒါကျိုးလက်ဦးနဲ့ပါပြစ်လိုက်တယ်ကျိုးလဲပါသွားရမယ်လေဘယ်မှာလဲကျိုးစပြာမောင်ဒီဘဲအားရှိတယ်ပဲဟုတ်တယ် तू ကတစ်ချက်ပြရင်နှစ်ချက်မပြေးရဘူးအဲ့တော့ तू ကဘာလို့စင်ကိုတော့ပြစ်တာလဲအဲ့ဘဲကိုတခါတည်းပြစ်လိုက်ပေါ့အဲ့မှာ तू တခါတီးသွားပြီ तू ကနန်းတော်ရပြီဘယင်းလဲဖြစ်ပြီကွာတုံးတာဒီထဲမှာတိုင်းတယ်ကျွန်တော်တို့ရဲ့ one and only ဘာဟုပလီဟုတ်တယ်ဒါပေမဲ့ဒီကောင်ကဘာတူလဲဒါမှကျွန်တော်တို့ဘာဟုပလီကွာ I mean magic တပနောက်ကနေထဲတုံးကတော့ तू ကခေါင်းကိုကြည့်နေတာဟုတ်တယ်ဒါပေမဲ့ထိုးလဲထိုးပြီးတော့အနီးကပ်ပြတော့ तू ကတချမ်းနေရအောင်ကြည့်ရတယ်ကတ္တပါ